Hello အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ best ရဲ့ဖောင်တာဖြစ်တဲ့ Nova ပဲဖြစ်ပါတယ်ကျွန်မအခုဘာကြောင့်လဲပြောမလဲဆိုတော့လေအကုန်လုံးကကျွန်မ service တွေကိုတော့အများနဲ့ကျွန်မကတော့ဘယ်လိုမျိုး promote လုပ်နေတာပေါ့နော်ဒါပေမဲ့ကျွန်မကလူကိုယ်တိုင်လေးလဲကျွန်မရဲ့service တွေပြောချင်လို့ပေါ့နော်ကျွန်မရှိမှာဘာတွေလက်ရှိမှာပေါ့နော်ဘာတွေအလုပ်များပြီးတော့ဘာတွေဘယ် service တွေရတာလဲဆိုတာလေးကိုကျွန်မပြောပြချင်ပါတယ်အဲ့ဒါတော့ကျွန်မကတော့ပထမအဆုံးအနေနဲ့တော့ကျွန်မ company license ပေါ့နော်company license ရတယ် company license ပြီးသွားတာနဲ့ company ရဲ့ဆက်လုပ်ရမယ့် process တွေပေါ့နော်company license ရပြီးသွားလို့ရှိရင်ကျွန်မတို့ကအခွန်ရှင်းတန်းတွေလုပ်ရတယ်ဆိုတော့အဲ့ကြားထဲက process တွေအကုန်လုံးကျွန်မရှိမှာရပါတယ်ပြီးသွားရင် civil နဲ့ပတ်သက်တဲ့ civil လုပ်ငန်း license နဲ့ပတ်သက်တဲ့အရာတွေပေါ့အဲ့ဒါတွေကဆိုထုတ်လုပ်ခွင့် license တွေရှိမယ် civil license တွေရှိမယ်ပြီးသွားလို့ကျွန်တော်ရှိရင်မိသက်ထောက်ခံချက်တွေရှိမယ်ပတ်ဝန်းကျင်ထောက်ခံချက်တွေရှိမယ်ပေါ့နော်ဒါတွေအကုန်လုံးလည်းကျွန်မရှိမှာရပါတယ်ရှင်ပြီးရင်အရန်ရေးကြည့်တဲ့အခုလက်ရှိလူတွေတောက်လဲလို့ရှင်နေကြတဲ့ထပ်တက license ပေါ့နော်ထပ်တက license နဲ့ UMSCCI license အဲ့ဒီဟာတွေဆိုလဲဒါကျွန်မရှိမှာအဲ့လိုရပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်မကအဲ့ထဲမှာပါတဲ့အရန်ရေးကြီးတဲ့ business plan ကိုလည်းကျွန်မဆွဲပေးကျွန်မရေးပေးတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်မရှိမှာနောက်ထပ်ဘာတွေရသေးရလဲဆိုလို့ရှိရင် online shop သမားတွေပေါ့နော် online မှာဈေးရောင်းဈေးဝယ်လုပ်တဲ့လူတွေရဲ့ online registration license တွေလည်းကျွန်မရှိမှာရပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်မတို့က company တစ်ခုမှာလိုအပ်တဲ့ accountant format တွေပြီးသွားလို့ရှိရင်ဒီစာရင်းစရာပိုင်းတွေစပ်ပေးရမယ့်အရာမျိုးတွေပေါ့နော်ဒီအသေးစားအလက်စားပေါ့အဲ့ဒီ company တွေကိုလည်းကျွန်မတို့ကစာရင်းစပ်ပေးတဲ့အလုပ်တွေပြီးရင် financing report ထွက်ပေးတဲ့အထိပေါ့နော်ကျွန်မတို့ကျမတို့ service ပေးတယ်ပေါ့နော်အဲ့ဒီဟာတွေလည်းကျမတို့လုပ်ပေးပါတယ်နောက်တစ်ခုကဘာတွေရသေးလဲဆိုလို့ရှိရင်ကျမတို့က company ထောင်နာတယ်မဟုတ်ပါဘူးကျမရှိမှာ company ဖြတ်သိမ်းရှင်တယ်ပေါ့နော်ချို့တွေကကျတော့ဒီလုံကြီးကိုမလုပ်ရှင်တော့ပိတ်သိမ်းပြီးတော့ကျမတို့ကcompany ကိုကျမတို့ပိတ်သိမ်းလိုက်ရှင်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီ service လည်းကျမရှိမှာရပါတယ်ပြီးရင် company ထဲမှာရှိတဲ့ share တွေဒါရတာတွေအလွယ်အပြောင်းပေါ့နော်အဲ့ဒီဟာတွေလည်းကျွန်မလုပ်ပေးပါတယ်ပြီးရင် company ရဲ့ဒီ name ရှိန်းတာတွေပြီးရင် offer ပေါ့နော်လိပ်စာရှိန်းတာတွေဒါတွေလည်းကျွန်မလုပ်ပေးပါတယ်ရှင်နောက်တစ်ခုကကြတော့ကျွန်မဘာတွေထပ်ပြီးတော့လုပ်ပေးလဲဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီဟာတွေတော့ကျွန်မရှိမှာအယောင်းရဆုံးစားဘက်တွေပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်မဘာလုံးတွေလည်းအခွန်နဲ့ပတ်သက်လို့ရှိရင်အခွန်နဲ့တယ်မကဘူးပေါ့နော်ဘာလုံးစားဘက်တွေလည်းကျမရပါတယ်ပြီးသွားလို့ရှိရင်test နဲ့ပတ်သက်လို့ရှိရင်နိုင်ငံခြားသားတွေအတွက်လည်း consultant လုပ်ပေးပါတယ်ပေါ့နော်အဲ့ဒါတွေလည်းရပါတယ်အဲ့တော့ကျမကိုဆက်သွယ်ပြီးတော့ DI နဲ့ပတ်သက်ပြီး company ဘိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးကျမကိုဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင်